ဒီဇင်လုံးနဲ့စိုက်ထားတဲ့လေးပြတိခွာလေးအမြင့်ကလေးတွေဒီဇင်လုံးကိုကတ်တွယ်နေပါခင်ဗျာအဲ့အလေးကိုလာပြပေးတာဖြစ်ပါတယ်စိုက်ပြတာကတော့စိုက်ပြလို့ရတယ်ပေါ့နော်ဟန်ပြပေါ့ဒါပေမဲ့ရေရှိမှာဘယ်လိုဆက် run သွားလဲဆိုတာအတိအကျကြရပါတော့စိုက်နည်းစိုက်ပြတယ်ဒါပေမဲ့ဖြစ်မြောက်ဖြစ်ရလားရေရှိမှာရောစိုက်တဲ့လူတွေအတွက်အဆင်ပြေရလားဆိုတာလေးကိုကိုကလေ့လာရပေါ့နော်အဆုံး result လေးလည်းပြပေးရမှာပေါ့နော်ဒီမှာဆိုတော့အမြင်ကလေးတွေထွက်နေပြီဒီမှာကတ်နေပြီတော့အုံးစံတုံးလေးဖောက်နေဒီမှာနော်ကတ်နေပြောရမှာပေါ့နော်အပေါ်ဘက်လေးရောဒီမှာရေကလောင်းနေရကျွန်တော်ဒီညမှသတိထားမိတာရေကလောင်းနေရတယ်ဒီလားဒီညမှသတိထားမိတာသူကိုကလည်းရေကလူနဲ့ပင်နေရတယ်နဲ့တလန်လောက်ခက်ဝေးရတယ်လားလှမ်းလောင်းရတာမလို့လေသူကလူနဲ့မနေဘူးဖြစ်နေနော်ဒါလေးစတော့ပွင့်သွားပြီသူပွင့်သွားပြီဒါကဘာយ៉ាងလဲဆိုတော့ဘယ်လူဝမ်းလားဗာလည်းမသိပါဘူးအစိမ်းရောင်လေးပွင့်တာပေါ့နော်ဒါပန်းညိုးွားလို့တော့နောက်ထပ်အခိုင်ဆက်ထွက်မှာပေါ့နော်ပြီးရင်ဒီမှာဒါအိုးအကြီးပေါ့နော်အိုးကြီးကပန်းကိုင်း3ခိုင်ဒါဆေးရမကြွေးပြပါဘူးဗျာနော်မပန်းကိုင်းထိတ်ကြိုးွားလို့ပန်းကိုင်း3ခိုင်ထွက်တာပေါ့နော်သူရဲ့အမြင့်ကလည်းဒီမှာနောက်ဒီမှာလေးရှစ်စရာလေးဗျာအိုးရေစက်လေးနဲ့အိုးမိုက်တယ်နော်မရေစက်လေးနဲ့လို့ရှစ်စရာလေးနော်ပြီးရင်ဒါကကျတော့အိုးပိတ်နဲ့ဆိုင်တာလည်းမှာအမြင့်တက်ထွက်နေနော်ထိတ်လေးပါနော်ဒီကောင်ကနေလောင်ဝါဒီဘက်ချမ်းနေလောင်ဝါနေရအငယ်ပြောင်းတော့နေရကိုတင်ထားတဲ့အငယ်ခုနောက်ပိုင်းပြောင်းသွားတာဟုတ်အငယ်ရလေဒီမှာအမြင့်ကလေးရှိသေးတယ်မှာပန်းကိုင်းကိုတွေ့နေနော်ချစ်စရာလေးအမြင့်ကလေးကြော်စားခြင်းစရာလေးနော်မိုက်တယ်ရပြီးလို့ရှိရင်ဒီမှာဒါမိုခါတာပေါ့နော်ဒါကတော့ကိုကငပြင်းဆိုတော့ငပြင်းတာရောအလုံးများတာရောဆိုတော့ဒီမလောင်းပြင်းမှာစိုးလို့ဆိုပြီးတော့လေဒီအုံစံအိုးပိတ်နေပေါ့နော်အုံစံလေးတက်ဆိုင်ထားတာဒီမှာလည်းမြစ်ထွက်နေပြီမူကာရာခိုင်းပြက်ပါမူကာခိုင်းပြက်မြစ်ထွက်နေတွေ့လားနော်ကျွန်တော်ကျရေသိမ့်မလောင်းပြဘူးလေရေသိမ့်မလောင်းပြဘူးဆိုတာလောက်ဒီများတာပါဆိုင်တော့ကဒီမျိုးလောက်ဒီများတဲ့ခါကျရင်လည်းလွတ်သွားတရက်လေးပေါ့နော်မလောင်းပြတာရှိမှစိုးလို့ကိုကအဲ့လိုမျိုးအစိုးရထိန်းတဲ့နီးပေါ့နော်အစိုးရထိန်းပေးတဲ့နီးကိုအသုံးပြုပြီးအောင်စိုက်ထားအိုးပိတ်နဲ့အုံစံတုံးလေးနဲ့စိုက်ထားဖြစ်ပါတယ်အခုအမြင့်ထွက်နေပြီလို့ဒါကြွားတာပါခင်ဗျာနော်ဗန်ချစ်သူတွေဆိုတော့အမြင့်ဆိုတော့ကြွားစရာပဲလေနော်မကြည့်လူမျိုးအပြင်ကနေပြောအမြင့်ကလေးကိုမြင်နေရကိုမှကွာကြိုက်တာတဘောကြလို့အိုးပိတ်နဲ့စိုက်တာโอเคပါကျေးဇူးများတင်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်